ကဲဗမာလိုပြောမယ်နော်ဖះပြောခိုင်းတယ်ဖះဖွေးပြရဲ့ဗမာလိုပြောခိုင်းတယ်အာမီဒါကျွန်တော်ရဲ့အာမီဟာလေလုယာနော်အားလုံးမင်္ဂလာပါဖះရှိကောင်းများတယ်ဖះရှိကောင်းများတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီမနေ့နိုးထားခွေရတဲ့အတွက်ကြောင့်ဖះရဲ့ဂျေဇူးတော်တဲ့ပဲနော်အဲဒါကြောင့်မို့ကျွန်တော်အိမ်မက်ရဲ့အိမ်ဖယားအိမ်မက်ထဲမှာအလုတ်လာလောက်တယ်ဖယားအိမ်မက်ထဲမှာစကားလာပြောတယ်ဖယားအိမ်မက်ထဲမှာစကားလာပြောတယ်ဒီအရာတွေကကျွန်တော်တို့သိသေးတဲ့အရာတွေပေါ့နော်ဖယားအိမ်မက်ထဲမှာဖယားလူကိုလာပိတ်သေးတယ်ဖယားအိမ်မက်ထဲမှာနတ်ဆိုးလာမောင်းထုတ်တယ်အဲ့ဒီအရာဖယားကျွန်တော်ရဲ့ experience ကို share ဖယားပြောခဲ့ကြတယ်ဒီအရာတွေကယေရှုကလည်းယေရှုမှာလည်းသူ့မှာလည်းကိုဆောင်မဲဆိုတာလည်းယေရှုကိုဆောင်သူ့အမိကိုဆောင်တဲ့ချိန်မှာလည်းအိမ်မက်ယူပါရတဲ့မှာယောသဲကိုလာပြောတယ်နော်အဲဒါကြောင့်မို့ဖယားအိမ်မက်ထဲမှာစကားပြောတယ်ဖယားအာမင်ကျွန်တော်တို့အကင်ပါဖို့ကျွန်တော်တို့ serious ဖြစ်ဖို့သိဖို့ serious တကယ်ယုံကြည်ဖို့တကယ်ဒါတွေကတကယ်ဖြစ်လာတယ်နော်ကျမ်းစာထဲမှာဒီရတယ်တကယ်ဖြစ်လာတယ်ယေရှုလည်းသတ်စေတော်ဝိညာဉ်တော်ထဲမှာကိုယ်ဆောင်တဲ့ချိန်မှာလဲနော်မာရိလည်းဖယားစကားလာပြောတယ်ယောသဲလည်းစကားလာပြောတယ်အဲ့မှာအဲ့ဒီအိမ်မက်ယူပါယူတဲ့ပဲနော်အဲ့ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတွေယုံခဲစေချင်တယ်ဖယားစကားဘယ်တော့မှမလွယ်ဘူးကျွန်တော်ဘဝမှာလည်းယေရှုကျွန်တော်လာတွေ့တဲ့ချိန်မှာလည်းအိမ်မက်ယူပါယူလိုမျိုးပဲလာပြီးတော့ကျွန်တော်အိမ်ရထဲမှာလာပြီးတော့ထိုင်ပြီးတော့ဒါမဲ့လူတယောက်ပြောင်းသွားတယ်အဲ့ဒီကျွန်တော်မိုးပေါ်ပြတဲတဲ့ချိန်မှာကျွန်တော်ဒီပခုံးပုတ်တယ်အဲ့ဒါကျွန်တော်နိုးပြီးတော့ကြည်ရတော့တကယ်အိမ်မက်ယူပါယူပြည့်တဲ့တိုင်ဖရာကျွန်တော်တို့အဲ့လိုလာပေးတဲ့ယေရှုကကျွန်တော်အဲ့လိုမျိုးလာပြီးတော့ကျွန်တော်ရဲ့ဝိညာဉ်ကိုလာပြီးတော့အသက်ရှင်လာတယ်အဲ့ဒီနေ့စားတော့နော်ကျွန်တော်ရဲ့ဝိညာဉ်ကိုနိုးထားလာလဲတောက်လောင်လာတယ်အဲ့ဒီနေ့စားတော့ဖရာရဲ့ဖရာရဲ့ဝိညာဉ်တော်ကျွန်တော်အဲ့လိုမျိုးနိုးစော်တဲ့ဝိညာဉ်တော်တောက်လောင်နော်ဒီနေ့ထိအဲ့ဒီအရာတွေကအိမ်မက်ယူပါယူမှာပဲစကားလာပြီးတော့ဘိတ်သိလာစုကျေစုပေးပါတယ်လို့နော်အဲ့ဒီအရာနောက်ပြီးတော့ကျွန်တော်တို့ဒီအရာတွေကျွန်တော်တို့ယုံကြည်သူသိတဲ့တချို့ဆရာတွေသိတဲ့တချို့ဆရာတွေမယုံကြည်ဘူးတချို့ဆရာတွေကတကယ်အဆိုးရောက်တယ်နော်ဖယားဆိုတာဖယားကြီးထွားတဲ့ဖယားကြီးလိုက်ပါယေရှုဖယားယေရှုကြီးလိုက်ပါအိမ်မက်ယူပါယူနေပဲစကားလာပြောတယ်သူရဲ့မာရိရဲ့အမျိုးသားလာပြောတယ်ဟိုမှာသွားဒီမှာသွားဟိုမှာနေအဲ့ဒီဟာအိမ်မက်ယူပါယူပဲဖယားသူ့ရဲ့အကြံစီတိုင်းသူဖြစ်မြောက်ရတာပဲအိမ်မက်ယူပါယူတယ်ပါအကုန်လုံးဖြစ်လာတာဒီမြေကြီးမှာအားလုံးကျွန်တော်တို့ကယုံခိုင်းခြင်းဆိုတယ်ဒီအရာတွေဖယားစီကလာတယ်နော်ဖယားစီကလာရင်ဒီအရာတွေမြည်တွေ့ရမယ်နေရဘဝမှာကျွန်တော်လည်းယေရှုကျွန်တော်ဒီအိမ်မက်ယူပါယူမယ်လာပြီးတော့အိမ်မက်ယူပါယူမယ်ကျွန်တော်လာတော့ရွေးကောက်တယ်နော်ရွေးကောက်ပြီးတော့တဆင့်ဖယားဒီအရာတွေဖြစ်လာတယ်နော်အဲဒါကြောင့်မို့ကျွန်တော်တို့ဒီသိခံရှိစေတယ်ယုံကြည်သူတွေဘလောက်ပါဝါဖို့ရှိတယ်ဘလောက်ထားမြောက်လဲဘလောက်တကယ်ဖြစ်နိုင်လဲဆိုတာဒီအရာတွေကအိမ်မက်ယူပါရွယ်ရော့တဲ့လိုမျိုးအိမ်မက်ယူပါယူ
အဲ့ဒီအရာတွေကျွန်တော်ကလည်းအိမ်မက်ယူပါယူနေပဲစကားလာပြောတယ်တစ်ချိန်လိုပဲလို့မျိုးအဲ့ဒါကြောင့်မို့ကျွန်တော်တို့တွေသိစေချိန်ခဲစီလို့ share လောက်တာပါလို့เนาะအဲ့ဒါကြောင့်မို့ကျွန်တော်တို့တွေပြောတယ်ဝိညာဉ်ဖခင်လို့လားအိမ်မက်ယူပါယူတဲ့မှာဖခင်တခေအဲ့ဒီရတယ်ဖခင်ကြံစီတဲ့လူတယောက်ပေါ်မှာဖခင်ကြံစီတဲ့ဖခင်ဖြစ်စီတယ်အိမ်မက်ယူပါယူမှာလာသိပေးတယ်အိမ်မက်ယူပါယူမှာလာပေးသေးတယ်ကျွန်တော်အိမ်မက်ယူပါယူမှာ TV ကျော်ဆိုကျွန်တော်လာစကားပြောတယ်အိမ်မက်ယူပါယူမှာ TV ကျော်ဆိုကျွန်တော်လာရှိခိုးတယ်ပေးသေးတယ်တနေ့ပါတနေ့အိမ်မက်ယူပါယူတဲ့မှာကျွန်တော်မိမကို TV ကျော်ဆိုလာပြီးတော့ဆုံးပါတယ်ဒီကြတယ်ကျွန်တော်တို့ဘာ problem ရှိလဲသူလာပြီးတော့ဆုံးပါတယ်ကျွန်တော်ဘာမဟုတ်ကျွန်တော်အမျိုးသမီးကလာပြီးတော့အကုန်လုံးပြောတယ်ဒီလိုအကုန်လုံးဒါတွေကအလကားမဟုတ်နောက်ပြီးတော့အိမ်မက်ယူပါယူမှာကျွန်တော်တဲ့စကားလာပြီးတော့အခါ30ကျော်တော့ဟိုးသူပဲသေးကလေးကသူကျွန်တော်တလလုံးလာပြီးတော့ဆူတောင်းပေးတယ် FaceTime ခေါ်တော့ဒါရီက TV ကျော်ဆိုတာလာဆူတောင်းပေးတယ်တလလုံးဒါရီကဖခင်ရဲ့ကြံစီပဲ you shoot သူ့ကိုခိုင်းလို့တာသူ prophecy တဲ့ဒါတွေဖြစ်လာမယ်နိမိတ်လက္ခဏာတွေလုံးမယ်ဖြစ်လာမယ်လူနာတွေပျောက်မယ်ကျွန်တော် prophecy နေလက်တင်တာနဲ့နေသူများယောဂအကုန်လုံးယူတယ်အဲ့တော့လက်တည်ပြီးတော့သူများယောဂတွေထွက်သွားတယ်နေအဲ့လိုမျိုးလဲပြောခဲ့တယ်အဲ့ဒါတည်တာလက်တည်တာနဲ့သူများယောဂတွေပျောက်တယ်ဒါတွေကသူပြောခဲ့တာတွေကအကုန်လုံးဖြစ်လာတယ်နောက်ပြီးတော့သူသေပြီးတဲ့နောက်ပိုင်းမှာ prophet TV ပြောဆိုလဲသူလာပြီးတော့စကားပြောတယ်ပုံမှာကျွန်တော်လာပြီးတော့ဗိတ်သိတယ်အဲ့လိုမျိုးအိမ်မက်ယူပါယူမှာလာဆိုလာစကားပြောတယ်လာဗိတ်သိတယ်ကျွန်တော်နတ်ဆိုလိုက်မောင်းရင်းနဲ့အဲ့လိုမျိုးနတ်ဆိုကျွန်တော်လာကင်ပြီးဆိုသူကျွန်တော် delivery လာလုပ်ပေးတယ်တော့ဘကဘူးနောက်ပြီးတော့သူဘာခိုင်းလဲသူရဲ့ဗီဒီယိုကြည့်ခိုင်းတယ်ကြည့်အဲ့မှာနေသင်ခန်းစာရမယ်ကျွန်တော်လာပြောတယ်ကြည့်ရတယ်ဒါတွေကဖြစ်လာတာပဲတချို့လူတွေကဝိညာဉ်ဖတ်ခင်ဒီသေသွားပြီဆိုမရှိတော့ဘူးလို့မတတ်တော့ဘူး no that's wrong ကျမ်းစာတအုပ်လို့ပါနော်ဖယားလာစကားပြောတာဖယားအလားသိပေးတာဖယားလာဘိတ်သေးတာဖယားလာပြီးတော့give ပေးတာ你ကြည့်လဲပါနော်စမွေလာထဲမှာလဲနော်ဒီတော့စောပါပါနော် first king 你ကြည့်ပါလားဖယားလာပြောတယ်အဲ့ဒီမှာသောဆလိုမိုလာပြောတယ်သူရစ်ကောင်တည်ပြီးတော့ဖယားစစ်ခိုးတယ်ရစ်ကောင်တည်ပြီးတော့ဖယားစစ်ခိုးပြီးတော့အဲ့ဒီရစ်ဖယားသူပူဇော်တယ်ရစ်ဖယားကြိုက်လို့ဖယားလာပြီးတော့သူ့စကားပြောတယ်နေပါလို့ကြီးတယ်သူပြောတယ်သောဆလိုမိုကဘယ်လိုပြောလဲကျွန်တော်အဲ့ဒီလူတို့ကိုအုပ်ဆိုးဖို့ညာပညာပေးပါသူအိမ်မက်ယူပါယူတဲ့မှာပဲစကားလာပြောတယ်ကျွန်တော်အုပ်ဆိုးနိုင်ဖို့ညာပညာပေးပါသူဖယားသူ့စကားလာပြောတယ်အားပေးညာပညာပေးပါအဲ့ဒါနဲ့သူညာပညာတော့မကောက်ဘူးအိမ်မက်ယူပါယူတဲ့မှာညာပညာတော့မကောက်ဘူးဖယားပေးလိုက်တာဒါအိမ်မက်ယူပါယူတဲ့မှာပဲလာပြောတယ်အဲ့ဒါနဲ့ပညာတော့မကောက်ဘူးသူပါပေးလိုက်တယ်ပညာတော့မကောက်ဘူးပစ္စည်းဥစ္စာတာပေးလိုက်တယ်ဟောဒါတွေအိမ်မက်ယူပါယူပဲနှစ်ခါစလုံးအိမ်မက်ယူပါယူတဲ့မှာပဲစကားလာပြောတယ်ဟာမေအိမ်မက်ယူပါယူတဲ့မှာစကားလာပြောတယ်အိမ်မက်ယူပါယူတဲ့မှာနှစ်ခါစလုံးစကားလာပြောတယ်သူနဲ့လာတော့တတိပေးတယ်လာတော့လာပြောတယ်အကုန်လုံးပဲအိမ်မက်ယူပါယူဖျားစရာလာရင်နော်တည်ရတယ်အကုန်လုံးသူ့ဘာသာနဲ့သူဖြည့်ပါတယ်အဲ့ဒီဝိညာဉ်လေးတူးတယ်မှာဒီပြည်ဘဲမှာလဲလောကရမှာလဲဖြစ်လာတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့တွေပါဏပါစေကျွန်တော်တို့တွေတချို့လူတွေကသို့တယ်မှုဝိညာဉ်ဖတ်ကြအာသေဝါပြီးဆိုရင် तू သုံးစားလို့မရဘူး no အဲ့ဒါပါတယ်
ဖယားသူ့ဖယားလူကဖယားရဲ့ဝိညာဉ်ကဘာဖြစ်လို့ကျွန်တော်အဲ့လိုပြောရစလဲ TB ကျော်ဆိုတာဖယားသူ့အပေါ်မှာလို့ဖယားသူ့ကိုခိုင်းတာဘာဖြစ်လဲဒီလောကမှာလာပြီးတော့လူတိုင်းသူ့ကိုသိတယ်တကဘာလုံးသူ့ကိုသိတယ်အဲ့ဒါကြောင့်မို့ तू ကလူကိုလာဘိတ်သေးတယ်လူယေရှုကသူ့ကိုစိတ်ခိုင်းပြီးတော့လူကိုလာဘိတ်သေးတယ်လူကိုသွားမတ်ကူတယ်အဲ့လိုမျိုးချက်ချင်းဟိုအတောင်ရနဲ့ဟိုစား तू ကအင်ဂျင်ပြီးတော့အဲ့မှာဟိုမှာပြန်လိုက်ဒီမှာပြန်လိုက်10မိနစ်10စက္ကန့် तू က physical မှာနေခဲ့ဒီလောကမှာနေခဲ့ तू မသွားနိုင်ဘူးလေပြခဏလေး10မိနစ်မရောက်ဘူး10စက္ကန့်မရောက်ဘူးအဲ့မှာဖခင်သူ့ကိုခေါ်တာဖခင်သူ့အဲ့ဒီနေရာခိုင်းလို့ဖခင်ကျွန်တော်သိပေးတယ်ကျွန်တော်တို့အချိန်မဟုတ်ဘူးဝိညာဉ်မှာဘာလို့အသိပေးလဲကျွန်တော်သူမသိကြတဲ့ကလည်းဖခင်ကျွန်တော်အကုန်လုံးပြတယ်ဒီအရာတွေဖခင်ကြိုတော့ပြတယ်ဖြစ်သွားတာပဲ yeah ကျွန်တော်တို့လည်းပြန်တဲ့နေ့ဟိုတနေ့ကျကျွန်တော်တို့သေသွားရင်လည်းဖခင်အသိပေးတယ်ဖခင်လူဟာဖခင်ခေါ်ရတယ်ကျွန်တော်တို့သိတယ်ကိုယောမအိတ်ခိုင်ငယ်28 29 30 28 29 30 31မှာဖယားလူကဖယားပြခေါ်တယ်တနည်းကြကျွန်တော်တို့သိတယ်ကိုအချီမဟုတ်ဘူးအာမင်ကျွန်တော်တို့ဝိညာဉ်လူဟာကျွန်တော်တို့သိတယ်ပြောပြရစီအဲ့ဒါကြောင့်မို့ဖယားသူ့အပေါ်မှာခိုင်းတယ်လူဖယားရွေကောက်တဲ့လူကဖယားသူ့သွားပြီးတော့လူတိုင်းသိပြီးတော့သူကနတ်ဆိုးလိုက်မောက်ကူတယ်ဖယားကြောင့်ဖယားချွတ်တယ်မှာဖယားချွတ်တယ်မှာဖယားရဲ့လူတွေဒီလောကမှာသူသွားပြီးတော့နတ်ဆိုးကောက်ကြီးဟေးဒီပြီးတော့နတ်ဆိုးတွေ့လားအဲ့ဒါယေရှုသိတယ်ပေါလုသိတယ်ဒီပြီးတော့သိတယ်နတ်ဆိုးသိတယ်ပါသူက spirit ကသိတယ်အဲရောက်လာပြီးတော့မောင်းထုတ်လိုက်တယ်ကူတော့သူ့ရဲ့ဝိညာဉ်သားတွေမောင်းထုတ်လိုက်တယ်သူ့ရဲ့ဝိညာဉ်သားနတ်ဆိုးကြီးတွေမောင်းထုတ်သူမောင်းထုတ်ပလဲသူအဲ့မှာသွားဘိတ်သေးတယ်တကဘာလုံးသိတာသူ့ကိုသိတာသူအိမ်မက်ယူပါယူတဲ့မှာလာတော့လူတွေကိုဘိတ်သေးတယ်လာပြီးတော့ဘိတ်သေးပေးတယ်လာပြီးတော့အဲ့လိုမျိုးဘိတ်သေးတယ် delivery လုပ်ပေးတယ်သူ physical မှာဖျားလူတဲ့အတိုင်းသူသွားလို့မရဘူးလေဒီလူကနတ်ဆိုးချီနှောက်ထားတယ်လူမသူ delivery ဒီအဲ့ဒီ Africa နိုင်ငံမှာသွားခက်ခဲတယ်အဲဆိုသူလည်းသွားမတာအင်္ဂလိပ်မတာဘာမတာမလို့သွားဖို့ဖော်မရှိပတ်စံမရှိဆို TB ကျော်ဆိုတာလှုပ်လိုက်တယ်အဲ့ဒီဖျားလူကို delivery လုပ်လိုက်တယ်အဲ့ဒီဖျားသားသမီး delivery လုပ်လိုက်တယ်အိမ်မက်ရပါရွယ်ပါဖျားရဲ့အလော့ကျွန်တော်တို့အုံတော့နေတွေးလို့မအဲအကြောင်းတချို့လူတွေကနားမလဲဘူးဝိညာဉ်ကောင်းဆိုတာအဲ့ဒီလူဖျားတဲ့လူသေပြီးဆိုတာသူလုံးတာဝိညာဉ်ကောင်းဆိုတာမဟုတ်တော့ဘူးလာပြီးတော့စကားပြောလို့တောင်းလို့ကြိုင်လို့မရဘူးစောင့်ပြောတဲ့ကြာစာထဲမှာကြည့်ပါဖျားဖိခဲ့တဲ့အရာတွေအိမ်မက်ယူပါပဲဖြစ်သွားတယ်လောကရမှာမြေကြီးပေါ်မှာပေါ်လာတယ်အကောက်ထဲပေါ်လာကျွန်တော်တို့လည်းအိမ်မက်ယူပါထဲမှာဖျားစကားလာပြောတယ်ဖြစ်သွားတာပဲဒီအရာတွေယေရှုလာလို့ဖြစ်သွားတာပဲပြောတာဖျားအဲ့ဒါကြောင့်မို့ကျွန်တော်တို့တချို့ဝိညာဉ်သွားဆောင်တယ်ဒီအရာတွေမသိဘူးအလေးလည်းမထားဘူးနဲ့နေတဲ့အရာတွေဒီလောက်တော့မသိဘူးဖခင်နဲ့ဒီလိုသေမှနေသိမယ်အာမင်နေစုကျေးဇူးတော်ဖခင်နဲ့ဒီလိုမျိုးမသိဘူးနော်နေ preachy healing delivery ဒီလိုမျိုးနည်းနည်းပဲဖခင်နဲ့ပေးမယ်ဆိုနေအဲ့လောက်ပဲနည်းနည်းပဲနေသိမယ်နဲ့နေတဲ့အရာ deeper တွေ delivery မမရအနာရောဂါများပြောင်းတဲ့လူတွေဖခင် different with သိပေးတယ် deeper အရာတွေသိပေးတယ်အာမင်အဲ့ဒါကြောင့်ကျွန်တော်တို့သိခိုင်းစစ်ရှိတယ်ဒီအရာတွေနော်ဆရာလောက်တာလည်းမဟုတ်ဘူးနော် experience share ရှိတယ်နော်ဆောစလိုမိုလည်းဖျားသူ့ကိုရိတ်ကော့တယ်ပြီးတော့ဖျားသူ့အိမ်မက်ယူပါပဲလာပြီးတော့သူ့နေပါတောင်းမလဲသူကညာမညာတောင်းမယ်ဖျားသူ့ညာမညာတော့မပေးတော့မကောက်ဘူးဟိုငွေရေးကြီးရပါတော့ bless လုပ်တယ်တိထားဘူးအဲ့ဒီအရာ
နော်ဖះအိမ်မက်ယူပါယူလာစကားပြောပြီးဆိုအပြေမှလည်းဖြစ်လာတယ်ဖះစီကမာတဲ့စကားဆိုမာတဲ့အရာတွေဖြစ်လာတာပဲအာမင်ဟာလေလုယာအဲ့ဒါကြောင့်ကျွန်တော်တို့သိခိုင်းစေတယ်ဒီလောကရမှာပဲဖះရဲ့ဗိတ်သေးတာဒီ physical ဒီဖះအသက်ရှင်လူဖះလူအသက်ရှင်တဲ့အချိန်မှာဒီလူတွေပဲဗိတ်သေးလို့ရတယ်ဖះလူတွေသိတဲ့လူတွေလာတော့ဗိတ်သေးလို့မရဘူး no yes သူလာတယ်ဗိတ်သေးတယ်တကူလုံးမီလောင်လာတယ်တကူလုံးမီတောက်လောင်လာတယ်ဒါတွေကဖြစ်နေတယ်ကျွန်တော်တို့ဝိညာဉ်တစ်စစ်အဲ့ဒီဗိတ်သေးကိုသူဖះဖြစ်ခိုင်းတဲ့ဖះလောက်တာတယ်ဖះ supernatural ဖះအာမင် supernatural ဖះ physical မှာလည်းလောက်တာတယ်ဒီလူအသက်ရှင်မှာလည်းဗိတ်သေးတာတယ်ဒီအသက်မရှိမှာလည်းဖះလူကဗိတ်သေးတာတယ်သူအသက်ရှိတယ်သူမသိဘူးသူ့မှာဝိညာဉ်ရှိတယ်သူ့မှာဖះသူ့ကိုနေရထားတယ်ဖះသူ့ကိုခိုင်းတယ်ဒီအရာတွေအလဟာတာမဟုတ်အာမင်ဖះလောက်ကြတယ်မြတ်အဲ့ဒါကြောင့်မို့ဖះသူ့ရဲ့ဝိညာဉ်သားကိုနောက်ပြီးတော့ဝိညာဉ်သား prophet ကအဲ့ဒီMinnesota youth camp မှာပြီးတော့ prophet ကကျွန်တော်အဲ့ဒီညမှာလာဆူတောင်းတော့သူကျွန်တော်ဘာပြောလဲဆူတောင်းဝေးတယ်သူကျွန်တော်သူ့ကိုဘာမှလည်းမစင်စားဘာမှလည်းအဲ့လိုမျိုးအဆွဲမရှိပါဘူးဘာမှရှိဘူးအဲ့လိုလုပ်ပြီးရတယ်မောတာလည်းပြအိတ်တယ်အဲ့လိုမျိုးအဲ့ဒါဖေကလောက်ရတာပဲပြီးတော့သူကျွန်တော်ပြောနေကြကျွန်တော်ဝိညာဉ်သားဖြစ်ရမယ် prophet ခါကျွန်တော်လာပြောတယ်နေပြန်လာရမယ်အဲ့လိုမျိုးဒါတွေကဖြစ်သွားမှာပဲနော်ဖြစ်လာပြီလေဒီအရာတွေဖြစ်လာပြီမြင်ကြည့်ပါမှာမတွဲတဲ့အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီမနေ့နော်ကြေးလဲတပုတ်ဖော်ပြီးဖျားပြောခိုင်းတော့ဒီမနေ့လဲပမာလို့ပြောခိုင်းတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့တွေဝိညာဉ်လူတွေနော်ဝိညာဉ်ဖျားရဲ့သူ့ရဲ့ကြံစီဒါတဲ့အတိုင်းဖျားဖြစ်မြောက်သွားတဲ့ဖျားကြီးထွားတဲ့ဖျားကျွန်တော်တို့ကြီးထွားတာမဟုတ်ပေါ်လို့လည်းပြောတာတရားကျင့်တယ်မှာအဲ့ဒါကြောင့်မို့ကျွန်တော်တို့ယုံကြည်သူတွေဒီခိုင်းစေခြင်းဖျားနေကို delivery လာလုပ်ပေးလို့ရတယ်ညဆိုလာပေါင်းထုတ်ပဲအိမ်မက်ယူပါယူတဲ့မှာနောက်တော့ဖျားနေကိုလာဘိတ်သေးလို့ရတယ်အိမ်မက်ယူပါယူတဲ့မှာဖျားလူကိုအဲ့ဒါနဲ့ဒီခိုင်းစေခြင်းတယ် delivery ဘိတ်သေးလဲလာပေးလို့ရတယ်အိမ်မက်ယူပါယူမှာအာမင်ဖျားလူဟာဒီလောကရမှာမရှိမလဲသူ့မှာဖျားအသူ့အိုမပြန်နေတာ angel နဲ့လာပြီးတော့အိမ်မက်ယူပါယူမှာသူလာပြီးတော့ news လာရှေ့ခိုး delivery လာလုပ်ပေးရတယ်လာဘိတ်သေးလို့ရတယ်အဲ့ဒီအရာတွေကျွန်တော်ဘဝထဲမှာဖြစ်လာလို့ကျွန်တော်သက်သေခံတာပဲအဲ့ဒီအရာတွေကနော်နောက်ပြီးတော့ကျမ်းစာထဲမှာလည်းအိမ်မက်ယူပါယူနဲ့ပဲဒီဆောစလိုမိုရဲ့သူ့ရဲ့ကောင်းကြီးကိုဘယ်လိုရမလဲသူ့ရဲ့ညာမညာဘယ်လိုဖယားသူ့လာပေးတာအိမ်မက်ယူပါယူထဲမှာပဲဖြစ်မြောက်ရတယ်ကျမ်းစာအများကြီးအိမ်မက်ယူပါယူနဲ့စကားလာပြောတာဖားလိုက်မယ်တအိုးလိုဖားလိုက်မယ်ဆိုပြောတော့မကုန်ဘူးနော်အိမ်မက်ယူပါယူနဲ့ပဲရောတဲ့တာမှလည်းအိမ်မက်ယူပါယူနဲ့ပဲသူအနဲ့ဖို့လို့တာတယ်ကျွန်တော်ဘဝမှာလည်းအများဖြစ်စကားပြောတာအိမ်မက်ယူပါယူနဲ့ပဲစကားပြောတယ်နော်အများဖြစ်စကားပြောတယ်ဒီတခုခုဖြစ်ဖို့ကဘာကြီးမှာဘယ်လိုဖြစ်ဖို့ပါတယ်ပဲအိမ်မက်ယူပါယူမှာသက်ပဲလာပြောတယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့အထဲကဝိညာဉ်တော်ကလာပြောလို့စကားလာပြောတယ်နော်ဘာပြောရမလဲခုကျွန်တော်တို့အဲ့ဒီဝိညာဉ်တော်ကကျွန်တော်တို့စကားပြောတယ်အဲ့ဒီဖယားစကားပြောတယ်အဲ့ဒီကျွန်တော်တို့လာပြီးတော့တရားဟောတာမဟုတ်ဖယားခိုင်းလို့ကျွန်တော်တို့ပြောတယ်နော်ဖယားပေးလို့ message တွေကျွန်တော်ဖွင့်ပြချက်တွေဖယားပေးလို့ဆရာဒီမိနစ်ဒါပြောပါကျွန်တော်တို့လာပြီးတော့ပြောပြတယ်ဒါတွေပေါ်ပြတယ်ဒါတွေကကျွန်တော်တို့ပြောတာကျွန်တော်တို့ဟာတော့မဟုတ်လောကသမားတွေလောကသားလူတွေယုံကြည်သူနှုတ်ဆိုလေးတွေဘာမှနားမလဲဘူးဖယားလူတယောက်နဲ့တယောက်သင်ပေးတာမတူဘူးဒါပေမဲ့လည်းဒီPhilippians 12မှာ verse 1 2 3 4မှာဒီအရာတွေမျိုးစုံ2 8 6
to 8 9 10ဒါတွေက11တို့အဲ့မှာနော်ဒါတွေကသူ့ယူရဲ့ရှိကျေစုမှာအဲ့မှာနံပါတ်1နံပါတ်2နံပါတ်3မှာဖားလိုက်3 4 5မှာဝိညာဉ်တစ်ခုတည်းပဲโอเคလှုပ်ဆောင်မှုများမယ်လဲသူ့ရဲ့အမှုကိုမှုမဲ့များမယ်လဲမှုရများမယ်လဲဝိညာဉ်တော့တပါတယ်ပဲလှုပ်ဆောင်မှုကတော့များတယ်နော်လူဆိုတာလက်ရှိတယ်လက်ကျွန်တော်တို့တော့လက်တော့မှအတူတူမရှိဘူးတွေ့လားအတူအရှိအလေအလရှိနေတာပဲအဲဒါကြောင့်မို့ကျွန်တော်တို့တွေတိတော်ရဲ့အင်္ဂါဘဲဆိုတာနားလဲပါစေလို့နော်နားလဲပါစေလို့ပြောပြရစေနားလဲပါစေလို့နော်ကျွန်တော်တို့ဘဝသိယူရတာပဲနေ့ရက်စီတဲ့မှာအသက်ကြီးအသက်ငယ်နေ့ရက်စီတဲ့မှာသိယူရနေ့ရက်စီတဲ့မှာမဆုံးနိုင်ဘူးဖခင်ရဲ့အကြံဉာဏ်ဖခင်ရဲ့အကြံစီဖခင်ရဲ့ဖွေးပြချက်ဖခင်ရဲ့ဖခင်ဆိုတာကျွန်တော်တို့အုံတော့နဲ့လိမ့်မိလို့မရဘူးဖခင်ရဲ့ကောင်းမြတ်ရှိတာကျွန်တော်တို့အုံတော့နဲ့လည်းပဲအုံတော့နဲ့လည်းပဲကျွန်တော်တို့အကုန်လုံးမသိဘူးနော်ဒီလောက်စားခဲ့တာတော့ကျွန်တော်တို့ရဲ့ဖွေးပြချက်မကုန်ဘူးသူ့ရဲ့ကောင်းမြတ်ချက်တွေမကုန်နိုင်ဘူးအဲ့ဒါကြောင့်သိစရာရှိတယ်ဖခင်ကိုလိမ့်မလို့ပါနဲ့လို့ဖခင်နီးမျိုးစုံနဲ့သူ့ရဲ့ပရိယာနဲ့သူလှုပ်ဆောင်ရမှာသူလှုပ်တတယ်သူလှုပ်နေတယ်ကျွန်တော်တို့ကလက်ခံဖို့ပဲကျွန်တော်တို့က design spirit ရှိဖို့ပဲเนาะအဲ့ဒါကြောင့်မို့ကျွန်တော်အနေငယ်ခွန်အားပေးပါစေအနေငယ် remind ပါစေလို့ပြောပါစေလို့เนาะအနေငယ်အသိပေးပါစေလို့အနေငယ်တိုးတာ Sherry ရစေလို့အားလုံးဖျားရှိဘုံတော်ထေရှားပါစေဖျားနာမဘုံကြီးပါစေလို့ပြောပါစေအာမင် hallelujah thank you Jesus